ပြင်းဦးလွင်မှာဈေးတန်ကွက်ကြံကိုအိမ်အပါရောမရှိဘူးလားမေးနေကြတဲ့မိတ်ဆွေတွေအတွက်ဒါကျွန်တော်ပြင်းဦးလွင်မြို့ရဲ့ရက်ကွက်ကြီး19ငရင်ချောင်းလမ်းမေးတင်မှာတည်ရှိတဲ့အိမ်လေးတစ်လုံးကိုဒါကျွန်တော်အခုမိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်။နေရာကတော့ပြင်းဦးလွင်မြို့ရဲ့ရက်ကွက်ကြီး19ငရင်ချောင်းမှာဖြစ်မယ်။ဘာတင်စီတို့ဒီမဟာကဏ္ဍယုံလမ်းစုံတို့အနီးမှာတည်ရှိတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ဗျ။ဒီနေရာကဒါနေခံတော်တော်များများတော့တည်တယ်ဒီလမ်းမေးတင်ဆိုရင်ဒါပေ40 30ကို3500ဝန်းကျင်မှာခေါ်ဆိုကြတာဖြစ်ပါတယ်ဒီအိမ်ကတော့ချမ်းအကျဲအနေနဲ့ပေ40 80မှာတိဆောက်ထားတဲ့ RC တစ်ထပ်တိုက်လေးဖြစ်တဲ့တိုက်ရဲ့အကျယ်ဝန်းအနေနဲ့ကတော့ဒါ35ပေ55ပေတောင်တည်ရှိတဲ့ RC တစ်ထပ်တိုက်လေးဖြစ်ပါတယ်ချမ်းဝင်းထဲမှာလည်းဒါကားနှစ်စီးထားလို့ရမယ်ကားပါကင် area လည်းပါရှိမယ်ရေရောမီရောပါရှိထားပြီးသားဖြစ်လို့အတင်းလက်တင်တက်နေလို့ရမယ်လမ်းမေးတင်အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ဗျအခုကျွန်တော်တို့ဒီအိမ်လေးကိုလေ့လာကြည့်ကြရအောင်အဲ့တော့ဒီအိမ်မှာဝင်လိုက်တာနဲ့ညာဘက်ချမ်းမှာဒါ runner area လေးလည်းတည်ရှိမယ်အေခန်းအနေနဲ့ကနှခမ်းတောင်ပါရှိတဲ့အနေအထားမျိုးလေးဖြစ်တယ်အဲ့တော့တနေရာမှာဖျားခန်းထားပြီးတော့ဒီဘက်တနေရာမှာဒါ living room ထားလို့ရမယ်နေရာအနေအထားမျိုးလေးလည်းဖြစ်တယ်အဲ့တော့ဒီအိမ်မှာကျွန်တော်မိတ်ဆက်ပေးချင်တာကမျက်နှာလဲအနေနဲ့ဒီအိမ်ကအရှိလဲနဲ့မြောက်ရက်လှည့်ထားပြီးတဲ့ဓာတ်အကွက်အနေထားမျိုးလေးဖြစ်ပါတယ်။အေကန်းကလည်းကျေပြီးတော့ဒါမျက်နှာကျက်ဆယ်လီမှာလည်းအလှလေးတွေဆင်ထားပြီးတယ်။ဒီအိမ်မှာအခန်းဖွဲ့အနေနဲ့ကတော့ဒါမာစတာတစ်ခန်းနဲ့ single နှစ်ခန်းပါရှိတဲ့အနေထားမျိုးလေးတွေဖြစ်ပါတယ်။ single ခန်းဆိုရင်လည်းတခြားအိမ်တွေရဲ့မာစတာအခန်းလိုမျိုးကျယ်ဝန်းတဲ့အခန်းဖွဲ့အနေထားမျိုးလေးဖြစ်တယ်။အကုန်လုံးကလည်းဒါကိုရီးယားပါကီကိုတွဲမီလီတုံးထားပြီးတဲ့ကျွန်းတကားတွေနဲ့တိဆောက်ထားပြီးတဲ့အိမ်လေးလည်းဖြစ်ပါတယ်။တိမ်လုံးမှာလုံခြုံရေးအနေနဲ့လည်းဒါ security တန်ပန်းလေးတွေကိုတက်ဆင်ထားပြီးတဲ့အိမ်ရဲ့ဖွဲ့စည်းပုံအနေထားဒုကောင်းကောင်းနဲ့ RC တက်တိုက်လေးလည်းဖြစ်ပါတယ်ဒီဘက်ကရေချိုးကန်းဘူတိုင်ဆိုရင်လည်းဒါတန့်ရှင်းပြီးတော့ကျယ်ဝန်းတဲ့အခန်းအနေထားမျိုးလေးလည်းဖြစ်မယ်မီးဖိုကန်းအနေနဲ့ဆိုရင်လည်းဒါအရှင်မတွေစိတ်ကြိုက်တွေ့စီမယ်ကျယ်ဝန်းတဲ့ကချမ်းအနေထားမျိုးလေးလည်းဖြစ်ပါတယ်ဒီဘက်က dining area အတွက်သမင်းစားလို့ရမယ်နေရာအနေနဲ့လည်းအပူပါရှိတာဖြစ်ပါတယ်ဒီဘက်ကတော့ဒါဘုံရီချိုးကန်းအိမ်သာဖြစ်မယ်ဘုံရီချိုးကန်းအိမ်သာကလည်းခုနကအခန်းလိုမျိုးပဲကျယ်ဝန်းတယ်လေဝင်လေထွက်တွေကောင်းမယ်လင်းလင်းရှင်းရှင်းနဲ့ရှိတယ်အနောက်မှာလည်းဒါအဝတ်လန်းလို့ရမယ်ဒါမုံဝင်ပစ္စည်းထားဖို့အတွက်နေရာအပူနဲ့လည်းပါရှိမယ်အနီးနားပတ်ဝန်းကျင်နဲ့တကယ်ကိုလူနေအိမ်ကြီးအိမ်ကောင်းတွေပဲဖြစ်ပါတယ်ဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ခေါ်ဆိုထားတဲ့ဈေးနှုန်းကပေ40 80ကို3850ပဲခေါ်ဆိုထားတာဖြစ်ပါတယ်။ပိုင်ရှင်နဲ့ဓာတ်ရိုက်စိတ်ကြိုက်ဈေးညီနိုင်လို့ရပါမယ်။အားလုံးကျေးဇူးထူးတင်ရှိပါတယ်ဗျ။